ကောရဏသုတ်တံမှာဒေါသရဲ့ဖြစ်ကိုမြတ်စွာဘုရားပြောထားတာကြားဘူးကြတယ်နော်အယုတ်ဆိုးစီတွေ့စီဆင်းရဲကိုကျိုးနေ၍ပြက်ကွဲစည်းစိမ်ချွေရန်မှိန်လျက်မိတ်ဆက်ပြက်လက်အပယ်ဖြစ်ခုနှစ်ရန်သူကြိုက်ဆိုပြီးတော့ကိုမုန်းနေတဲ့ရန်သူတွေကကိုအကျိုးမဲ့တစ်ခုကိုဖြစ်သွားပြီဆိုရင်သူတို့သဘောကျကြတယ်အဲ့ဒါရန်သူတွေသဘောကျနိုင်တဲ့အကျိုးမဲ့ခုနှစ်မျိုးရှိတယ်လို့ဆိုတယ်အဲ့ဒါပါလဲဆိုတော့ရန်သူတွေကကိုကြည်ကြည်လင်းလင်းရှင်ရှင်လန်းလန်းကိုရုပ်ရည်လေးကြည်ပြောရှုပြောဖြစ်နေတာကိုသဘောမကျတော့ရှုရှဲရှဲရုပ်ပြက်ဆင်းပြက်ဖြစ်နေတာကိုရန်သူတွေကသဘောကျတယ်ရန်သူသဘောကျတဲ့အနေအထားမျိုးကိုတကယ်ရန်သူကလာပြီးတော့လုံနိုင်တာမဟုတ်ဒါပေမဲ့ကိုယ့်ရဲ့ဒေါသကတော့လုံနိုင်တယ်ပေါ့နော်ရန်သူသဘောကျသွားစေမဲ့အကျိုးမဲ့မျိုးကိုဒေါသကိုလုံလိုက်မယ်ရန်သူမလုံနိုင်တဲ့အကျိုးမဲ့မျိုးကိုတောင်ဒေါသကလုံနိုင်တယ်လို့ပြောတာအယုတ်ဆိုးစီပြီးတော့ဗါတယ်တော့တွေးစီဆင်းရဲတဲ့အဆင်းရဲဒုက္ခတွေးရတယ်ကိုချိုးနေ၍တဲ့အကျိုးမဲ့တွေအများကြီးဖြစ်နိုင်တယ်ပြက်ကွဲစည်းစိမ်ဥစ္စာပစ္စည်းတွေဆုံးရှုံးသွားနိုင်တယ်နော်ချွေရန်မှိန်လျက်တဲ့အချမ်းရန်တွေအကျော်စောတွေဂုံသတင်းတွေညှို့မိန်သွားနိုင်တယ်မိတ်ဆက်ပြက်လက်တဲ့ချစ်ခင်မြတ်နိုးအပ်တဲ့မိတ်ဆွေတွေအပေါင်းအသင်းတွေရုပ်လျော့သွားတယ်နောက်ဆုံးအမှားတွေများပြီးတော့ဘယ်ရောက်နိုင်တော့အပေလေးပါးကိုတောင်းနိုင်တယ်အဲ့ဒီလိုအခြေအနေဇိုးမျိုးမျိုးကိုရန်သူတွေဟာတကယ်တမ်းကဖန်တီးနိုင်တာမဟုတ်ဘူးသို့တော့ကိုယ့်ရဲ့ဒေါသကတော့မဖန်တီးနိုင်ဘူးလားဗျာဖန်တီးနိုင်တယ်ဒီမှာတော့ဘုရားလောင်းကဘာကိုအဓိကထားပြောတော့ဒေါသဖြစ်လာလို့ရှိရင်မျက်နှိုးအပ်တဲ့တန်ဖိုးထားအပ်တဲ့ဥစ္စာပစ္စည်းတွေအချွေရန်တွေအကုန်လုံးပျက်စီးသွားနိုင်တယ်အဲ့လိုမျိုးအကျိုးမဲ့တွေကိုဖြစ်စေတဲ့ဒီဒေါသကိုငါတန်တန်ပါငါမရှိခြင်းဘူးလို့ပြောတာ